ဘန်ကန်တွေချပေးရဲ့ informal ချော်လဲတဲ့အချိန်မှာပဲအမျိုးသမီးရဲ့မျက်နှာကိုမတော်တဆဓာတ်နဲ့နက်နက်ရှိုင်းရှိုင်းထိခိုက်မိသွားတယ်။ဒါပေမဲ့အမျိုးသမီးရဲ့ပထမဆုံးတုံ့ပြန်မှုကစိတ်ယုံသွားဖို့မဟုတ်ဘူး။အဲ့ဒီစားသူအခန်းထဲကိုပြန်ပြေးဝင်သွားပြီးအန်ဆွဲတဲ့ကနေမျက်နှာအသားစားတစ်ခုကိုဆွဲထုတ်လိုက်တယ်။သူ့ယောက်ျားကဒီမြင်ကွင်းကိုမြင်တွေ့ရအောင်အချိန်ကရောက်လာခဲ့တယ်။မျက်နှာမှာဒဏ်ရာရနေတာတောင်ကိုမျက်နှာကိုမပြင်ပဲစားဝေးပေါ်ကအသားစားကိုချုပ်နေတာမြင်တော့သူလန့်ဖရန်သွားတယ်။ဒါကယောက်ျားဖြစ်သူကိုလုံးဝကိုအံ့အားသင့်စေခဲ့တယ်။သူမိမဘာလို့ဒီလိုလုပ်ရတာလဲဆိုတာနားကိုမလည်နိုင်ခဲ့ဘူး။ဒါပေမဲ့သူကအဲ့ဒီပြုပြင်ထားတာမျက်နှာအသားစားကိုသူ့မျက်နှာပေါ်ဖိခတ်လိုက်ပြီးဒဏ်ရာကချက်ချင်းပြောင်းကင်းသွားတာကိုမြင်လိုက်ရတဲ့အခါသူမိမကလူမဟုတ်ဘူးဆိုတာသူသဘောပေါက်သွားတယ်။ဒါပေမဲ့သူ့ယောက်ျားကမျက်နှာလဲနေတာကိုသတိမထားမိသေးဘူးလို့သူကတော့ထင်နေတော့ပဲ။ဒါကြောင့်ဒဏ်ရာပျောက်သွားတာကိုသူ့ယောက်ျားမြင်မှဆိုလို့မျက်နှာကိုလက်နဲ့အမြဲအုပ်လိုက်တယ်။သူ့ယောက်ျားကနီးလာလေသူကပိုးပြီးစိတ်လှုပ်ရှားလာလေပဲ။အဲ့ဒီတော့ရွတ်တဲ့သူ့ကိုဆွဲဖက်ပြီးနမ်းလိုက်တယ်။ဒါဆိုယောက်ျားဖက်သူအာယုံပြောင်းသွားလိမ့်မယ်လို့ထင်ခဲ့တာပေါ့။ဒါပေမဲ့သူ့လက်ကသူမရဲ့ကြောကိုထိလိုက်တဲ့အခါငါးကြီးခွန်တွေလိုအသားစားတစ်ခုကပေါင်းဆက်နေတာကိုခံစားလိုက်ရတယ်။သူတုံးလုံးချောက်ချသွားပြီး၃ရက်အကြာကသူဝမ်းခွဲရဲ့တတိပေးစကားကိုချက်ချင်းတတိရသွားတယ်။သူမိမရဲ့အသားအရည်ကသူ့ရဲ့ကိုယ်ပိုင်မဟုတ်ဘူး။သူကတခြားတစ်ယောက်ရဲ့မျက်နှာကိုဝတ်ဆင်ထားတာဖြစ်ပြီးသူခန္ဓာကိုယ်ရဲ့တနည်းအားမှာဆက်ဆက်နေတဲ့အမာယုတ်တစ်ခုရှိလိမ့်မယ်ဆိုတာပေါ့။၃ရက်အစောပိုင်းကသူဝမ်းခွဲအလေလာခဲ့တယ်။အဲ့ဒီလူကမိမတွေနဲ့ဘယ်တော့မှနီးစပ်လေမရှိပေမဲ့အခုမှယူထားတဲ့ဒုတိယဇနီးကိုတော့အရန်ချစ်နေတယ်လို့သူကြားခဲ့ရတယ်။သူဝမ်းခွဲကတော့ဒီမိမဟာအသက်ရှူမလောက်အောင်လာပနေရမယ်လို့ထင်ခဲ့တာပေါ့။ဒါပေမဲ့သူကသူမရဲ့မျက်နှာကိုမတော်တဆမြင်လိုက်ရတဲ့အခါကြောက်လန့်တုန်လှုပ်သွားတယ်။သူကချက်ချင်းပဲသူမဟာလူမဟုတ်ဘူးဆိုတာသဘောပေါက်လိုက်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီမျက်နှာကိုပဲသူတလအစောပိုင်းကမြင်ခဲ့ဘူးလို့လေ။အဲ့ဒီမျက်နှာကအမျိုးရဲ့အနောက်ဘက်ခြမ်းကအမျိုးသမီးပြိုလေးတူရဲ့မျက်နှာဖြစ်တယ်။အဲ့ဒီတုန်းကသူမကသူ့ကိုဝတ်စုံတစ်ထည်ချုပ်ဖေးဖို့တောင်းဆိုခဲ့တယ်။သူကဒါကိုပုံမှန်စီးပွားရေးကိစ္စလို့ထင်ခဲ့တာမို့သဘောတူခဲ့တယ်။ဒါပေမဲ့နောက်နေ့မှာဝတ်စုံကိုတွားပို့တဲ့အခါကြောက်စရာကောက်တဲ့အဖြစ်အပျက်ကိုသူတွေ့လိုက်ရတယ်။အဲ့ဒီအမျိုးသမီးပြိုလေးကရုတ်တရက်တေးဆုံနေတာဖြစ်ပြီးတေးဆုံရတဲ့အကြောင်းရင်းကသူမအရန်လှပလို့ပဲသူမရဲ့မျက်နှာအသားအရည်ကိုမြေခွဲနှဆိုးကတူးထုတ်သွားခဲ့တာ။ဒါကြောင့်ဒုတိယဇနီးရဲ့မျက်နှာကအတိအကျတူနေတာကိုသူဝမ်းခွဲမြင်လိုက်ရတဲ့အခါသူမဟာမျက်နှာတွေတူးထုတ်တဲ့မြေခွဲနှဆိုးဖြစ်ရမယ်ဆိုတာချက်ချင်းသိလိုက်တယ်။သူမကလူခန္ဓာကိုယ်အဖြစ်အပြည့်အဝပြောင်းလဲဖို့အတွက်သူ့ယောက်ျားရဲ့အသက်ဆွမ်းရည်ကိုစုပ်ယူဖို့ဆက်ဆက်ပဲလက်ထပ်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ယောက်ျားဖြစ်သူကတော့မယုံကြည်ခဲ့ဘူး။သူဝမ်းခွဲကိုလည်းကောလာဟလာတွေကိုမယုံဖို့ပြောခဲ့တယ်။ကဘာပေါ်မှာနှဆိုးတွေမရှိဘူးလို့သူကအခိုင်အမာပြောခဲ့ပြီးသူဝမ်းခွဲကိုလည်းအိမ်ပြန်လွှတ်လိုက်တယ်။ဒါပေမဲ့သူဝမ်းခွဲကတော့သူ့ကိုတေးတာကိုမကြည့်နိုင်ဘူး။ဒါကြောင့်သူကပထမဇနီးနဲ့ပူးပေါင်းပြီးမြေခွေးသားမွေးကိုအင်ကြီးတစ်ထည်ယူလာခဲ့ကယောက်ျားဖြစ်သူကိုပြောခဲ့တယ်။တကယ်လို့သူမဟာမြေခွေးနှဆိုးဆိုရင်မြေခွေးသားမွေးကိုမြင်တာနဲ့ကြောက်လန့်တုန်လှုပ်သွားလိမ့်မယ်။ဘာမှတုံ့ပြန်မှုမရှိဘူးဆိုရင်သူတို့လည်းဒီအကြောင်းကိုဘယ်တော့မှထပ်မပြောတော့ဘူးလို့ပြောခဲ့တယ်။သူတို့ရဲ့ခိုင်မာတဲ့ယုံကြည်မှုကိုမြင်တဲ့အခါယောက်ျားဖြစ်သူကနောက်ဆုံးမှတန်တရားဝင်လာခဲ့တယ်။ဒါကြောင့်သူကမြေခွေးသားမွေးကိုယူပြီးသူမကိုဆန်တက်ခဲ့တယ်။ဒါပေမဲ့သူမကမြေခွေးသားမွေးကိုမြင်လိုက်တဲ့အခါလုံးဝကိုကြောက်လန့်တုန်လှုပ်သွားတယ်။သူဝမ်းခွဲကတော့သူမရဲ့အမားကိုသဘောပေါက်လိုက်တာနဲ့သူမဟာမြေခွေးနှဆုဖြစ်တယ်ဆိုတာချက်ချင်းအတည်ပြုလိုက်တယ်။သူမကဟီတာနဲ့လောင်သွားတာမို့လန့်သွားရတာလို့အမြဲရှင်းပြတယ်။ပြီးတော့အဝတ်လဲဖို့သူ့အခန်းထဲပြင်ဝင်သွားခဲ့တယ်။သူဝမ်းခွဲတော့သူမဟာတန်တရားဖြစ်စရာမလိုပဲမြေခွေးနှဆုဖြစ်တယ်လို့ပို့ပြီးဖိအားပေးဖြိုခဲ့တယ်။ယောက်ျားဖြစ်သူကတော့နားလဲသွားပုံရပြီမဲ့သူစကားတွေကိုပဲဆက်ပြီးယုံကြည်ဖို့ရွေးချယ်ခဲ့ပြီးသူ့မျက်စိရှိကအမှန်တရားကိုမယုံကြည်ခဲ့ဘူး။သူကသူဝမ်းခွဲကိုမောင်းထုတ်လိုက်ပြီးသူမရဲ့အခန်းထဲကိုတယောက်ထဲဝင်ထွက်ခဲ့တယ်။သူမရဲ့ဖလားပမှုကိုမြင်တော့သူမနဲ့ကလေးယူခြင်းနဲ့စိတ်ဆန္ဒကိုမတွန်းလှန်နိုင်ခဲ့ဘူး။ဒါပေမဲ့နောက်တစ်ဆက်ခါမှာပဲသူ့လက်ကသူမရဲ့ကြောပေါ်ကငါးချေးခွန်တွေလိုဆက်ဆက်နေတဲ့ကြောက်မတ်ဖွယ်အမားယုတ်ကိုခန်းစားလိုက်ရတယ်။အဲ့ဒီခါမှာပဲသူဝမ်းခွဲဖျောက်ခဲ့တာမှန်နိုင်တယ်ဆိုတာသူသဘောပေါက်သွားတယ်။သူမကတော့ဒါဟာကလေးဘဝကကြောက်တုံးနဲ့ထိခိုက်မိတဲ့တန်ရာဖြစ်ပြီးအမားယုတ်အခြေတန်တာကိုဖုံးခွေဖို့အတွက်ငါးချေးခွန်တွေနဲ့ဖုံးအုပ်ထားတာလို့ရှင်းပြတယ်။သူမရဲ့ပုံမြင်ကအရန်ကိုစိတ်ခံစားမှုပြင်းထန်တာဖို့ယောက်ျားဖြစ်သူကတကယ်ယုံကြည်သွားတယ်။နောက်ဆုံးမှာပေါ်လာတော့မှာကိုသိတဲ့အခါသူမကသူ့ကိုတခါတည်းအပီးအပိုင်ရှင်းဖြစ်ဖို့ဆုံးဖြတ်လိုက်တယ်။သူမကကလေးရဖို့အတွက်ဘုရားကျောင်းငယ်လေးတစ်ခုစီကိုသွားဆုတောင်းဖို့အကြံပြုခဲ့တယ်။ယောက်ျားဖြစ်သူကလည်းချက်ချင်းယုံသွားပြီးသူမဖြောတဲ့အကိုင်ကားမောင်းခဲ့တယ်။ဒါပေမဲ့သွားလျာလမ်းကပို့ပြီးတော့ထူဆက်လာတယ်။လမ်းတစ်လျှောက်လုံးတောနဲ့တည်းပဲရှိပြီးရွာတရွာတော့မတွေ့ရဘူး။ကန်ကောင်းသွားနေပဲလမ်းဘေးမှာလူတစ်ယောက်ပေါ်လာတယ်။ယောက်ျားဖြစ်သူကလမ်းညွန်ဖို့အမြန်ပြေးထွက်သွားတယ်။ဒါပေမဲ့အဲ့ဒီလူရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါသူတကိုယ်တုံးရှက်ခနဲ့တုံသွားတယ်